Hey everyone အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ mindset ကိုဘယ်လိုအကောင်းဆုံးပြောင်းလဲနိုင်မလဲဆိုတဲ့နီလန်ကောင်း၅ခုကိုပြောပြပေးသွားမှာပါ Number 10အခက်ခဲတွေကိုစိန်ခေါ်မှုအဖြစ်လက်ခံပါအခက်ခဲကြုံလာတဲ့အခါငါမလုံနိုင်ဘူးလို့တွေးမဲ့အစားဒါကငါ့ကိုပိုတော်လာအောင်တင်ပေးမဲ့စိန်ခေါ်မှုတစ်ခုပဲဆိုတဲ့စိတ်နဲ့ရင်ဆိုင်ပါရှုံးနေမှာก็မကြောက်ပါနဲ့စိန်ခေါ်မှုတိုင်းကတင်ယူစရာတစ်ခုခုတော့ပေးစွမ်းပါတယ် Number 10ကျေးဇူးတင်တဲ့စိတ်ကိုမွေးမြူပါ Cultivate gratitude နေ့စဉ်ကိုယ့်ဘဝမှာရှိနေတဲ့ကောင်းတဲ့အရာလေးတွေကိုတတိယထိကျေးဇူးတင်ပါတေးသေးမွားမွားလေးတွေထိနေပါစေကျေးဇူးတင်တဲ့စိတ်ကသင်ရဲ့အမြင်ကိုပိုပြီးအကောင်းဘက်ရောက်စေပြီးစိတ်ကျေနပ်မှုကိုတိုးပွားစေပါတယ်နေ့တိုင်းကျေးဇူးတင်စရာ၃ခုလောက်ချရည်ကြည့်ပါ Number 3ကိုအကောင်းမြင်တဲ့စကားတွေပြောပါကိုအားပေးတဲ့အကောင်းမြင်တဲ့စကားလုံးတွေကိုသုံးပါငါညံ့တယ်လို့တွေးမိအစားငါစ조사နေတယ်ငါတိုးတက်လာနေတယ်လို့ကိုယ်စိတ်ထဲမှာရောအပြည့်မှာပါပြောပေးပါ positive affirmations တွေကသင်ရဲ့ယုံကြည်မှုကိုတိဆောက်ပေးပါလိမ့်မယ် Number 4အမားတွေစီကနေသင်ခန်းစာယူပါ learn from failures အမားလို့မိတာကြာရှုံးတာကိုလောကကြီးရဲ့အဆုံးလို့မတတ်မှတ်ပါနဲ့အမားတိုင်းဟာတန်ဖိုးရှိတဲ့သင်ခန်းစာတွေပေးပါနဲ့ဘာကြောင့်မားသွားတာလဲနောက်တစ်ခါဘလို့ပိုကောင်းအောင်လုပ်မလဲဆိုတာကိုစမ်းစစ်ပြီးရှေ့ဆက်ပါအမားဆိုတာတိုးတက်ဖို့အတွက်လေကားထက်တီပါပဲနောက်ဆုံးနည်းလအနေနဲ့အကောင်းမြင်တဲ့ပတ်ဝန်းကျင်မှာနေထိုင်ပြီးအမြဲသင်ယူပါ surround yourself with positivity and keep learning ကိုအားပေးတဲ့အကောင်းမြင်စိတ်ရှိတဲ့သူတွေနဲ့ပေါင်းသင်းပါအဆိုးမြင်တဲ့အရာတွေလူတွေကိုတတ်နိုင်သလောက်ရှောင်ပါပြီးတော့ဘ ഹു တုဒအသစ်တွေရည်ရည်ချင်းအသစ်တွေကိုအမြဲတမ်းသင်ယူနေပါသင်ယူခြင်းပါသင်ရဲ့ mindset ကိုကျယ်ပြန့်စေပြီးကြီးထွားစေပါတယ်ဒီနီလာလေးတွေကတော့ကျွန်တော်တို့ရဲ့စိတ်နဲ့စိတ်ထားကိုအကောင်းဘက်သို့ပြောင်းလဲဖို့အတွက်အစပြုပေးနိုင်မယ့်အချက်တွေပါတယ်တနေ့နဲ့ပုံမှန်လေ့ကျင့်သွားမယ်ဆိုရင်သင်ဘဝမှာထူးခြားတဲ့ပြောင်းလဲမှုတွေကိုမြင်တွေ့လာရမှာပါအချိန်ပေးပြီးကြည့်ရှုပေးတဲ့အတွက် Mindset Teach Channel မှာကျေးဇူးတင်ပါတယ်